sunflower garden မှာရောက်နေပါတယ်ဟိုမှာအလုပ်တွေရှုပ်ပြီးတော့အရှုပ်တွေလုပ်နေကြတယ်နှစ်ယောက်အလုပ်တွေရှုပ်ပြီးတော့ရှုပ်တွေလုပ်တဲ့နှစ်ယောက်ကဲနှုတ်ဆုံးပြောသလားဘာအပြောဆုံးလဲရှိလည်းမရှိပဲနေမနော်ကောင်းကောင်းမချရဘူးနေမနော်ကောင်းကောင်းမချရဘူးခဏလေးနဲ့ပဲလေပြန်ဆိုပါချစ်သူဘာချစ်သူပဲနဲ့ပဲလေဆိုပြီးချစ်သူလည်းမရှိပဲကူလက်ရှိတယ်ဆရာမအေမီလက်ရှိတယ်အဲ့ဒါချစ်သူပဲပေါ့ဆူလိုတာလေဟောမြစ်ကြီးနာအတော်လိုပဲဖြစ်နေပြီချစ်သူတွေချစ်သူတွေသလားငါတို့ပစ္စည်းတွေဘာမှတော့မမေ့ပါဘူးနော်မမေ့ဘူးဟိုဘက်မှာဝါရှိသေးတယ်လေ wallflower အဲ့ဒါတော့မနော်ကြည့်အောင်နှစ်ယောက်စလုံးလှလိုက်တာကြည့်ပါဦးနေကြပန်းနိုင်တဲ့အပြိုင်မလေးကြည့်ပါဦးနော်အဲ့ဒါလည်းချစ်သူပဲဖယားဖန်စင်းတဲ့အရာကိုချစ်ပါအဲ့ဒီဆိုတော့ဆရာမအေမီလည်းဖယားဖန်စင်းတဲ့အရာကိုတေယောပန်းဒီယောငက်ကလေးဒီယောကုံတော့ဖယားဖန်စင်းတဲ့အရာဆိုတော့ငါတို့ကြည့်ရမှာလေဟုတ်ကဲ့မလားဆရာမအေမီကိုအင်တာဗျူးလုပ်အောင်ကျေးဇူးတင်တယ်လို့ဒီနေ့ရောက်ခေါ်လာပေးလို့အရင်လှตาယာဒီမှာစားစရာတွေအပင်တွေလည်းအများကြီးရှိတယ်လေနော်ဟုတ်တယ်ဘာလဲအန်လင်းရှိတယ်ပေါ်ပလော့ငါတို့ပေါ်ပလော့ဒီကတော့ပေါ်ပလော့ခေါ်တာနော်ဒီအတီးလေးတွေကလေဒါလေပေါ်ပလော့အန်လင်းရှိခုတလော online မှာနာမည်ကြီးတဲ့ဟာလေးဒီမှာဆေးဖက်ဝင်တယ်လို့ပြောတယ်ဘာလဲငါတို့ဒါလေးကုန်းခုတော့ပြင်တာဟင်းနုနဲ့နော်ဟင်းနုနဲ့ဒီလိုမတိကျဘူးနော်ဘောက်ရဲအဲ့ဟာပါလေတရုတ်အဲ့ဒီဟာပါလေလေပြရလဲဒီမှာအဲ့စားလို့ရလားဟိုဖောက်ထားရင်ဒီလိုဆက်မှာပြိုတော့မဟုတ်ဘူးဒီမှာကဲဟိုပါလေသူတို့ကပြောတာပန်းလေနေကြပန်းပေါ့နော်ဒီလိုမျိုးနေကြပန်းတယောက်ကို2စီးစီပေါ့နော်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ကဲပြောမယ်လူစုံကလေဒီမှာမခူးရက်ဘူးဆိုပဲချစ်လို့လေအပြူကြီးစစ်ဒါလုံးမထူဆန်းဘူးမိုးစရာသူများအလှလေးတွေမကြည့်ပေးနေရတယ်ပြုတ်ပေးရတာလေကွယ်တကိုင်းခူးလို့ရတယ်တဲ့လားသူမခူးရဘူးအပြူကြီးစစ်ဒါမထူဆန်းဘူးโอเคဟုတ်ပြီရပါပြီထင်တယ်ဒီလောက်ဆိုနန်မပရပြီထင်ပါတယ်